မပြောဘဲသိနေရမယ်လူကျင့်ဝတ်ကလေးနည်းနည်းတော့ပြောပြဥပမာပေါ့လူတယောက်ကတယောက်ကိုဖုံးခေါ်ရဲဆိုလို့ရှိရင်ပထမတစ်ချိန်ခေါ်တယ်မကင်ဘူးနောက်တစ်ချိန်ထပ်ခေါ်တယ်မကင်ဘူးဒါဆိုရင်တစ်ဖက်ကလူကအလုံများနေလို့လားဆိုတာမျိုးတွေးရတယ်နော်ကိုခေါ်နေတဲ့ရွေချက်ကတိတ်ပြီးတော့အရေးမကြီးဘူးဆိုရင်ဆက်မခေါ်ဖို့ကောင်းတယ်တကယ်လို့အရေးကြီးတယ်ဆိုရင်တော့မှအရေးကြီးတဲ့အကြောင်းစာလေးပို့လိုက်ဒါကခေါ်တဲ့သူဘက်ကမပြောဘဲသိရမယ်လူကျင်ဝေလို့ပြောလို့ရတယ်နောက်တစ်ခုကအခေါ်ခံရတဲ့သူကတစုံတစ်ယောက်ကဖုံးခေါ်ထားတယ်ဆိုရင်ကိုကမသိလို့မကင်လိုက်တာပဲဖြစ်ဖြစ်ပေါ့အလုံးမအားလို့မကင်လိုက်တာပဲဖြစ်ဖြစ်အလုံးအားလို့ပြန်တွေ့တဲ့အခါမှာသူများဖုံးခေါ်ထားတာကိုပြန်တွေ့ပြန်ခေါ်ပေးရမှာအဲ့ဒါလူကျင်ဝတ်ပဲမပြောဘဲသိနေရမယ်လူကျင်ဝတ်လေနောက်ဆုံးပြန်ပြီးတော့မခေါ်နိုင်ဘူးဆိုရင်တော့မအားတဲ့အကြောင်းလေးတော့စာပို့လိုက်အဲ့ဒီကိစ္စတွေကအဲ့မပြောဘဲသိနေရမယ်လူကျင်ဝတ်လေးပြောပြနေစရာကိုမလိုဘူးနော်အဲ့တခါမှာကသူတို့ကဖုန်းခေါ်ထားတာသိပါလေနဲ့ဘာတစ်ခုမှ reply မပြန်တာကတစ်ဖက်လူကိုမလေးစားရရောက်တယ်ဘာစကလုံးမှမပြောပေမဲ့နော်အဲ့တစ်ဖက်လူကိုမလေးစားရရောက်တယ်အဲ့ဒီလူငါခေါင်းထဲမှာမရှိဘူးငါစရင်မရှိဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်အတိတ်ပဲအဲ့လိုတက်ရောက်သွားတယ်ဒါပေမဲ့ကိုကတော့မထင်မဲ့မြင်ပေါ့ကိုကတော့အမှတ်တမဲ့လေးပေါ့နေလိုက်တဲ့အနေထားပဲဒါပေမဲ့တစ်ဖက်လူရဲ့ရင်ထဲမှာကအဲ့လိုတွေးသွားတယ်အဲ့ဒါမပြောဘဲသိနေရမယ်လူကျင့်ဝတ်လေးတွေပဲအများကြီးပေါ့လေပြောလို့ရှိရင်တော့မပြောဘဲသိနေရမယ်ကိုယ်တိုင်သိနေရမယ်လူကျင့်ဝတ်လေးတွေအများကြီးရှိတယ်အဲ့ဒါလေးတွေသိထားဖို့လိုတယ်သိထားအောင်လေ့လာထားဖို့လိုတယ်သိထားပြီဆိုလို့ရှိရင်လေလူကျင့်ဝတ်လေးနဲ့ညီအောင်နေရဖို့လိုတယ်အဲ့လိုမှမဟုတ်လို့ရှိရင်ဆုံးရှုံးမှုတွေအများကြီးပေါ့ဖြစ်သွားတတ်တယ်အဲ့ဒါလေးလာပြောပြတယ်